အခုမြင်နေရတဲ့ခွေးလေးကရှောင်းခွေလို့အမည်ရတဲ့ခွေးလေးပဲဖြစ်ပါတယ်။ရှောင်းခွေကတော့သူ့ရဲ့နာမည်နဲ့လူသိများတာတဲ့သူ့ရဲ့ဘယ်တော့မှအပြုံးမပြတ်တဲ့အပြုတ်မှုကြောင့်ကပောကအင်တာနက်အသုံးပြုသူတွေရဲ့ကြားမှာရေပန်းစားနေကြတာပါ။ရှောင်းခွေကတော့သူ့ရဲ့တခင်ကိုတွေ့ပြီဆိုတာနဲ့သူ့ရဲ့မျက်နှာကထီပေါက်ထားတဲ့အတိုင်းပဲပြုံးပျော်ရွှင်နေတာကိုတွေ့ရမှာဖြစ်ပါတယ်။တကယ်ပါရှောင်းခွေကစိတ်ဆိုးစိတ်ကောက်တယ်ဆိုတာကလည်းရှိမနေခဲ့ပါဘူး။ခွေးလေးတွေဆိုတာကပျော်စရာတွေ့ရင်ခုံးမယ်။ဟောင်ကြားတွေဆိုပေမဲ့ရှောင်းခွေမှာတော့အဲ့ဒီလိုမရှိပါဘူး။အဲ့ဒီလိုလုံးမဲ့စားသူ့ရဲ့အမီလေးတစ်လုံးလုံးနဲ့သူ့ရဲ့သွားကြီးကိုလည်းစားပြေးပြတော့တာဖြစ်ပါတယ်။ဒါကရှောင်းခွေရဲ့ပုံမှန်လုံးနေကြဖြစ်တဲ့အရာပဲဖြစ်ပါတယ်။ရှောင်းခွေတွဲကစားစရာအယုတ်တွေတရေစာမုံတွေတုံးပြီးတော့ပြုံးခိုင်းစရာလည်းမလိုပါဘူး။သူချစ်တဲ့ဦးမန်းကိုတွေးလိုက်ပြီးဆိုတာနဲ့သွားပြေးပြေးကြီးနဲ့စားပြီးတော့ပြုံးပြတော့တာပါ။ဒီလိုရှောင်းခွေနေ့စဉ်ပြုလုပ်ပြတဲ့ဗီဒီယိုတွေကသူ့ရဲ့တခင်ကဆိုရှယ်မီဒီယာကနေတစ်ဆင့်ပြန်လည်မျှဝေတဲ့နေရာမှာလူတွေရဲ့အာရုံစိုက်ထားခြင်းကိုလည်းခံလာခဲ့ရတာပါ။ရှောင်းခွေရဲ့ဗီဒီယိုတွေအောက်မှာဆိုရင်တော့ပရိသတ်အများစုကအမှတ်ချက်အမျိုးမျိုးကိုလည်းပေးခဲ့ကြပြီးတော့ပရိသတ်တယောက်ဆိုရင်တော့သူ့ရဲ့သွားဖြည်းဖြည်းကြီးနဲ့ပြုံးနေတဲ့မျက်နှာကြီးကကျွန်တော်ရဲ့တနေ့တာစိတ်ညစ်စရာတွေကိုပျောက်သွားစေတော့တာပဲကျွန်တော်စိတ်ညစ်စရာတစ်ခုခုနဲ့ကြုံတွေ့နေရတဲ့ခါတိုင်းမှာရှောင်းခွေရဲ့ဗီဒီယိုသားတန်းပြီးတော့သွားကြည့်လိုက်ပါတယ်လို့မှတ်ချက်ရေးခဲ့ကြပါရီတကယ်လဲရှောင်းခွေရဲ့ပြုံးနေတဲ့မျက်နှာကကြည့်မိတဲ့သူတိုင်းစီကအပျော်ကလိုလိုကူးဆက်နေကြတာဖြစ်ပါရီလူကြီးမင်းတို့လည်းရှောင်းခွေရဲ့ဗီဒီယိုကိုကြည့်ပြီးတော့ဘယ်လိုခံစားရလဲဆိုတာကို comment မှာပြောခဲ့ပေးကြပါဦးနော်